မင်္ဂလာပါဒီရပ်ပိုင်းဒီတောင်ပေါ်ဒေသမှာမိုးရွာတာ3-4ရက်ရှိပြီပေါ့နော်အခုချိန်မှနည်းနည်းမိုးတိတ်သွားဖြစ်ပါတယ်ဒါအေးလေးအေးပေါ့နော်နေမြကြမလားပေါ့ဟူးမှာတောင်တွေကိုကြတော့တိမ်တွေနဲ့ပဲဖုံးထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့နင်းကြလားမကြလားမတွေ့ရဘူးပေါ့နော်နေတာလာတဲ့အချိန်တိမ်တွေပျောက်သွားတဲ့အချိန်ကြမှကျွန်တော်တို့သိရမှာပါဒါကမဲမွန်တီအပင်ဖြစ်ပါတယ်မိုးရွာနေလို့ဆာကူရာပန်းနဲ့နည်းနည်းများဆင်သလားလို့အရောင်ကကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်